အားလုံးပဲမင်္ဂလာပါ ABC Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကွန်ပျူတာနဲ့ပရင်တာနဲ့ကိုချိတ်ဆက်ပြီးတော့စကင်ဖားတဲ့နည်းလေးကိုလုပ်ပြပြီးတော့မှာပဲဖြစ်ပါတယ်ဒီနေ့အသုံးပြုမဲ့ပရင်တာအမျိုးအစားကတော့ Epson ဖြစ်ပြီးတော့ model နံပါတ်ကတော့ L3253 model အမျိုးအစားပဲဖြစ်ပါတယ်ကျွန်တော်တို့စကင်မဖားခင်အရေးကြီးသိထားရမှာကတော့ကွန်ပျူတာနဲ့ပရင်တာနဲ့ကိုအချိတ်ဆက်မိအောင်ပရင်တာရဲ့ driver ကိုကွန်ပျူတာထဲမှာအရင်ဦးဆုံးထည့်ထားပေးရမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ပရင်တာရဲ့ driver ကိုကွန်ပျူတာထဲမှာထည့်ထားပြီးသားဖြစ်တာမို့လို့စကင်ဖားလို့ရပါပြီ driver ထည့်တဲ့နည်းလေးကိုကြတော့တခြားဗီဒီယိုတွေမှာကြည့်လို့ရပါတယ်ကျွန်တော်လုပ်ထားတဲ့ဗီဒီယိုလေးလည်းရှိပါတယ်စကင်ဖားဖို့အတွက်ဒီဓာတ်ပုံလေးကိုအသုံးပြုပြီးတော့လုပ်ပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့စာရွက်ကိုပရင်တာထဲကိုထည့်ပေးလိုက်ပါမယ်မောက်ရက်လေးအနေထားနဲ့ထည့်ပေးလိုက်ပါမယ်များတင်ကီတာရှိတဲ့ဘက်ချန်ကိုအစယူပြီးတော့ဒေါက်လေးမှာကပ်ပေးလိုက်ပါမယ်ပြီးရင်ကျွန်တော်ပြန်အုပ်ပေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ကြိုးလေးကိုထိုးပေးလိုက်ပါမယ်ဒါကပရင်တာကလာတဲ့ကြိုးကိုကွန်ပျူတာမှာထိုးထားတာပဲဖြစ်ပါတယ်ဒါဆိုရင်လိုအပ်တဲ့ driver တွေလည်းကွန်ပျူတာထဲမှာစီးပြီးဆိုတော့ကျွန်တော်တို့စကင်ဖားလိုက်ပါမယ်ဟုတ်ကဲ့ပါကွန်ပျူတာထဲကိုရောက်လာပြီဆိုတော့စကင်ဖားတဲ့နေရာကိုတွားဖို့အတွက်ကွန်ပျူတာရဲ့အောက်ကရှပါနေရာလေးကိုနှိပ်ပေးလိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့အသုံးပြုတဲ့ပရင်တာရဲ့နာမည်ကိုရိုက်ထည့်ပေးလိုက်ပါမယ်ကျွန်တော် Epson ဆိုပြီးတော့ရိုက်ထည့်လိုက်တဲ့အခါမှာအပေါ်မှာ Epson Second 2ဆိုပြီးတော့ပေါ်လာပါတယ်ဒီနေရာလေးကိုနှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်စကင်ဖတ်ဖို့အတွက်စတင်ပေါင်လေးကျလာပါပြီအပေါ်ဆုံးစကင်နာဆိုတဲ့နေရာမှာကျွန်တော်တို့ Epson ရဲ့ driver နံပါတ်ကိုမှန်ကန်အောင်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးတာနဲ့ဒီအောက်ကပြင်စရာမလိုပါဘူးဆက်လက်ပြီးတော့ document site နေရာမှာကျွန်တော် A4 ကိုပဲရွေးချယ်ပေးလိုက်ပါမယ်ပြီးတော့ image type နေရာမှာအယောင်လေးနဲ့စကင်ဖတ်ချင်တဲ့မိတ်ဆွေများအတွက် color ကိုရွေးချယ်လို့ရပြီးတော့အဖြူမဲ့စကင်ဖတ်ချင်တဲ့မိတ်ဆွေများကတော့ black and white ကိုရွေးချယ်ပေးလို့လည်းရပါတယ် resolution နေရာမှာကတော့နေရာကိုရွေးချယ်ထားပါတယ် quality ကောင်းလေးလိုချင်တဲ့မိတ်ဆွေများကတော့300သို့မဟုတ်400ရွေးချယ်နိုင်ပါတယ်ပြီးတာနဲ့အောက်ဆုံးက image font နေရာကိုတွားပေးလိုက်ပါမယ်ဒီနေရာကအရန်ကိုအရေးကြီးပါတယ်ဒီ image font နေရာမှာကျွန်တော်တို့စကင်ဖားလိုက်တဲ့စာရွက်ကထွက်လာတဲ့အခါဓာတ်ပုံအနေနဲ့လိုချင်တာလားဒါမှမဟုတ် file အနေနဲ့လိုချင်တာလားဆိုတာကိုဒီနေရာမှာလာပြီးတော့ရွေးချယ်ထားပေးရတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဓာတ်ပုံအနေနဲ့ပဲစကင်ဖားချင်တယ်ဆိုရင် JPEG သို့မဟုတ် PNG ကိုရွေးချယ်ပေးလို့ရပါတယ် file အနေနဲ့စကင်ဖတ်ချင်တဲ့မိတ်ဆွေများအနေကတော့ PDF ကိုရွေးချယ်ပြီးတော့ file အနေနဲ့ထွက်လာအောင်စကင်ဖတ်လို့ရပါတယ်ဒီနေရာမှာကျွန်တော်အနေနဲ့ကတော့ JPEG ကိုပဲရွေးချယ်ပေးထားပေးလိုက်ပါမယ် file နေရာမှာကတော့ကျွန်တော်နာမည်မထည့်တော့ပါဘူး folder နေရာမှာကတော့ကျွန်တော် desktop ကိုရွေးချယ်ထားပေးပါတယ်ဒါဆိုရင်ပြီးသွားပါပြီကျွန်တော်တို့စကင်ဖတ်မယ်ဆိုရင်တခါတည်းစကင်ကိုတန်းနှိပ်ပြီးတော့စကင်ဖတ်လို့ရပါပြီကျွန်တော်အနေနဲ့စကင်မဖတ်ခင်ဒီ preview နေရာလေးကိုအနည်းငယ်ပြောပြချင်ပါတယ်ဒီ preview ကတော့ကျွန်တော်တို့ printer ထဲမှာထည့်ထားတဲ့စာရွက်ရဲ့အနေအထားကိုစကင်မဖတ်ခင်နမူနာအကြမ်းပြင်းလေးအထဲကအနေအထားကိုသိရအောင် preview ကိုနှိပ်ပြီးတော့ကျွန်တော်တို့ကြည့်လို့ရပါတယ်ကျွန်တော်နှိပ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ preview ကိုနှိပ်ထားတဲ့အတွက်နှိပ်ပေးလိုက်တဲ့အတွက်ကြောင့် printer ထဲကကျွန်တော်တို့ထည့်ထားတဲ့စာရွက်ရဲ့အနေအထားကပေါ်လာတာပဲဖြစ်ပါတယ်ဒါဆိုရင်စာရွက်အနေအထားကိုတွေ့ရပြီဆိုတော့အဆင်ပြေပြီဆိုရင်ကျွန်တော်တို့စကင်ကိုနှိပ်ပြီးတော့စကင်ဖတ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါဒါဆိုရင်ပြီးသွားပါပြီဒီဘောင်လေးကိုကျွန်တော်ဖျောက်ထားလိုက်ပါမယ်ကျွန်တော်တို့စကင်ဖားလိုက်တဲ့ဓာတ်ပုံက desktop ပေါ်မှာရောက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီပုံလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုကိုကြည့်ပြီးတော့မိတ်ဆွေများအားလုံးအဆင်ပြေကြပါစေနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြမယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်